ချက်ထားတဲ့သူတွေအတွက်ပေါ့နော်သိရမယ့်အကြောင်းရင်းတွေကဘာတွေလဲဆိုတဲ့အခါကြတော့ပေါ့နော်အခုခါပေါ့နော်ဒီ Geisha ကနေပြီးတော့ divine ရဲ့ message တွေပြောပြပြီးမှတော့အခုချိန်ထဲမှာကြုံတွေ့နေရတဲ့ဟာတွေကဘာတွေလဲနောက်တော့ကတင်းကြော်ဖြတ်ရမယ့်ဟာတွေကဘာတွေလဲတင်းရဲ့future outcomes တွေကဘာတွေလဲပေါ့နော်အဲ့ဒါတွေကပြောရမယ်ဆိုရင်တော့ယခုချိန်မှာဟာကိုလိုအပ်နေရလဲဆိုတဲ့အခါကျရင်ကာကွယ်မှုကိုလိုအပ်နေရဖြစ်တယ် Geisha သူ့ရဲ့ကာကွယ်တဲ့ protection energy ကိုပေးနေရဖြစ်တယ်အဲ့တော့ဆိုလိုတာကဘာလဲဆိုတဲ့အခါကျတော့ကိုကဘာလဲဆိုတဲ့အခါကျကိုယ့်ရဲ့ energy တွေကnegative energy တွေဖြစ်နေရလားပေါ့နော်ကိုစဉ်းစားနေရတာအခါ soul တွေကိုစဉ်းစားနေရလားကောင်းတွေကိုစဉ်းစားနေရလားဘာတွေကိုအဆုံးမြင်စိတ်တွေဖြစ်နေရလားအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ energy ကို protection လုပ်ပေးရမှာဖြစ်တယ်ကိုယ့်ရဲ့ negative energy တွေကိုသူထုတ်လို့နေရတာအဲ့ဒါတွေပတ်သက်ပြီးကိုကောင်းမွန်တဲ့ energy ဖြစ်ဖို့ကာကွယ်ရမှာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုရင်နောက်တစ်ခါကျတော့ကို dark energy နဲ့လှုပ်ဆောင်နေရလားမသိဘူးလှုပ်ဆောင်နေရတာပေါ့နော်အဲ့ခါကျတော့ကိုကဘာလဲဆိုတော့ energy protection တွေ divine ရဲ့ blessing ကိုခံယူပြီးတော့ divine ရဲ့ညွှန်ကြားမှုနဲ့ divine ရဲ့မေတ္တာကိုခံယူပြီးတော့ protect ကို protection ပေးပါဆိုပြီးတော့ကာကွယ်မှုတွေပေးပါဆိုပြီးတော့ကိုကအခုလက်ရှိကြုံနေရတာ negative energy တွေနဲ့ရင်ဆိုင်နေရတာဖြစ်တယ်အဆိုးကိုအဆိုးမြင်စိတ်တွေကိုလာပြီးတော့အဆိုးထင်စေတဲ့အကြောင်းအရာတွေအဲ့ဒါတွေကနေပြီးတော့ကိုကကာကွယ်မှုလိုအပ်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့protection ကိုတောင်းခံပါတဲ့နောက်တစ်ခုကဘာလဲဆိုကိစ္စကိုရင်ဆိုင်နေရတဲ့ကိစ္စပေါ့နော်ကိုရဲ့ next step မှာ next steps ပေါ့နော်နောက်ထပ်အလုပ်တွေမှာရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာဘာတွေကိုသဘောထားစိတ်တွေကိုသဘောထားရမလဲဆိုတာအခါကျတော့ကိုကပေါ့နော်အကောင်းပြင်စိတ်နဲ့ရင်ဆိုင်ပါအကောင်းပြင်စိတ်နဲ့ကြော်ဖြတ်ပါပေါ့နော်လောကရိုးကျဲအခါမှာကောင်းမွန်တဲ့စိတ်နဲ့ကိုရင်ဆိုင်ကြော်ထပ်ပြီးတော့ကို life lesson တွေကိုကြော်ဖြတ်ရတဲ့အခါမှာကောင်းမွန်တဲ့စိတ်ထားနဲ့စိတ်ကိုနှလုံးသားလေးထားပြီးတော့ရင်ဆိုင်ပြီးတော့ကြော်ဖြတ်ပါဆိုတဲ့ message ကိုရပါတယ်နောက်တစ်ခုကပါလဲဆိုတဲ့အခါကျတော့နံပါတ်3ခါကျတော့ကိုမောင်ဖွားရှိရဲ့ဘလို့ပိတ်ဆို့အသားစီးတွေလဲဘယ်ຢာတွေကပိတ်ဆို့အသားစီးဖြစ်စေရလဲဆိုတဲ့အခါကျရင်ကိုရဲ့ဘာဖြစ်လဲဆိုကိုရဲ့အဓိကဘာလဲဆိုရင်ကိုရဲ့အစိုးမြင်တဲ့เนาะအစိုးမြင်တာအစိုးပတ်ဝန်းကျင်ကိုအစိုးမြင်တယ်လို့ထင်တဲ့ပြောတဲ့စကားအတန်တွေเนาะအစိုးမြင်တဲ့ negative thinking တွေ negative thoughts တွေ negative အတွေးတွေ negative အပြောတွေเนาะဇာပြောတွေအစိုးမြင်စိတ်တွေအဲ့ဒါတွေကကိုယ့်ဘဝတွေကိုတန်လိုက်လို့နဲ့ကိုယ့်ဘဝတွေကိုအစိုးစေတဲ့အကြောင်းအရာတွေကိုယ့်ဘဝတွေကိုရောက်စေတာဖြစ်တယ်အဲ့ခါကျတော့ဘာလုပ်ရမလဲဆိုကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့ပေါ့เนาะပတ်ဝန်းကျင်ရဲ့လှမ်းမိုးမှုတွေပတ်ဝန်းကျင်ကအစိုးရဖြစ်တဲ့ကိုကကောင်းမွန်တဲ့ချစ်ချင်းတရားတွေဖြစ်နေတဲ့နှလုံးသားလေးနဲ့ကြော့ဖြတ်ပေါ့နော်ကိုယ့်ရဲ့နှလုံးသားကိုလှပဖို့ကအရေးကြီးတယ်နောက်တစ်ခါပါလဲဆိုကိုယ်နှလုံးသားလေးကိုဂရုစိုက်ချစ်ချင်းတရားတွေပေးနော် positive thinking တွေတွေpositive ပြောဆိုတွေပြောအဆိုးမြင်စိတ်တွေအဆိုးစကားတွေမပြောပါနဲ့ပေါ့နော်အဲ့လိုမျိုးကကိုယ်ကိုတန်လိုက်တဲ့ဖြစ်ပြီးကိုဘွားကိုအဆိုးတွေရောက်ရှိလာတာဖြစ်တဲ့ကိုယ့်ရဲ့ပိတ်ဆို့တားစီကကိုပြောလိုက်တဲ့အဆိုးမြင်စိတ်တွေအဆိုးမြင်တွေးတွေစကားတန်တွေဖြစ်တယ်ဆိုတဲ့အကြောင်းပြောပါတယ်အခါကျတော့ဒီ flower လှပမှုတွေကိုကိုကလှပမှုတွေထိုက်တန်တဲ့စက်သေးရှိမှုတွေထိုက်တန်တဲ့အတွက်ကြောင့်မို့လို့ဗါလဲဆိုရင်ကိုက healing journey ကိုလည်းကုစားခြင်းတွေလည်းတွားရမှာဖြစ်တယ်နောက်က loving energy ချစ်ချင်းတရားတွေလည်းဖြန့်ဝေရမှာဖြစ်တဲ့အကြောင်းမို့လို့ကိုဖြန့်ဝေတာကိုဒါနေမကကိုရဲ့ပတ်ဝန်းကျင်မှာတက်ရောက်မှုတွေအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ဘာလို့ပြရမှာလဲဆိုရင်ကို heart နှလုံးသားကို care Q side ပါချစ်ချင်းတရားတွေပေးပါကောင်းမွန်တဲ့အတွေ့တွေဟိုပြောကောင်းမွန်တဲ့အတွေ့တွေကိုတွေးပါကောင်းမွန်တဲ့အပြောတွေကိုပြောပါအဲ့ဒါဆိုရင်ဒီရဲ့အတားအဆီးတွေကိုကြောဖြတ်သွားနိုင်မှာဖြစ်ပါတယ်တဲ့နောက်အဆိုးမြင်စိတ်တွေကိုကြောဖြတ်သွားနိုင်မှာဖြစ်ပါတယ်တဲ့နောက်တစ်ခါကဘာလဲဆိုအဲ့လိုကြောဖြတ်ပေးရတဲ့ခါမှာကိုကပေါ့နော်ဘယ်လိုမျိုးတန်မာမှုတွေရရှိလာမှာလဲပေါ့နော်ဒီအချိန်လေးတစ်ခုမှပြောမယ်ဆိုရင်ကိုကဒါတွေကြိုပြတ်သွားပြီးတဲ့အခါမှာကို့မှာ new တွေရရှိလာမှာဖြစ်တယ်ပေါ့နော်ကိုကပေါ့နော်goals တွေကိုရရွယ်ထားတဲ့ပန်းတိုင်းလေးစီကိုအမြဲဆုံးသွားကြောင်းနိုင်မှာဖြစ်တဲ့အတွက်မှာကိုကပေါ်ပါလွတ်လပ်ပြီးတော့တန်မာတဲ့အာရင်တွေနဲ့ခြေလန်းအစ်တွေနဲ့သွားလှုပ်ရှားသွားလာပြီးတော့ပျော်ရွှင်နဲ့ခုန်ပေါက်ပြီးတော့သွားနိုင်တဲ့သူဖြစ်တယ်ကိုလှုပ်ရှိနေတဲ့ကိုရဲ့ goals တွေကိုတနေ့ပြီးတနေ့ခြေလန်းတလန်းပြီးတလန်းအာယုံစိုက်နေပါတော်လည်းမြတ်သွားဖို့အတွက်အခုအလုပ်ကိုပဲအာယုံစိုက်နေပါတဲ့motion နဲ့ activation ပေါ့လှုပ်ရှားမှုတွေ activity တွေလာမှာဖြစ်တယ်ကိုဘွားတွေကိုဒီကက်ကိုတွေးခြင်းကိုဘွားတွေကို project တွေအသိရောက်လာမယ်ကိုလုံးရမယ်အလုပ်တွေရလာမယ်ကိုလုံးရမယ် goals တွေလောက်လာမှာဖြစ်တယ်ဆိုတော့အလုပ်တွေလည်းတဖြည်းဖြည်းfuture မှာအလုပ်တွေများလာမယ်ကိုရဲ့ next goal တွေအတွက် plan တွေချထားမယ်ဖြစ်တယ်future မှာဗာလဲဆို inတိုင်းအလုပ်တွေဆက်လုပ်ရမှာဖြစ်တယ်ကိုလိုချင်တဲ့ project တွေကိုလိုချင်တဲ့ဗာလဲဆိုတဲ့အခါကျတော့ပညာတော်သင်ဆောက်ချင်တယ်ဆိုလုပ်ချင်တဲ့ဟာတွေเนาะ new project တွေအကုန်လုံးတွေအောင်မြင်လာမှာ plan တွေအဆင်ပြေလာမှာဖြစ်ပါတယ်တဲ့အဲ့ဒါခါကျအလုပ်တွေရှုပ်လာမှာဖြစ်တယ်ကိုကတက်ကြွ
လန်းလန်းဆန်းဆန်းကြက်ကြွနေမှာဖြစ်ပါတယ်တဲ့တင့်ကိုဘဲချိန်မှဒီလိုမျိုးအခြေအနေကတင့်ကိုဘဲရမှတားဆီးပေးနိုင်မှာမဟုတ်ပါဘူး idea တွေလည်းရှိလာမယ်ခွင့်လန်းနေလည်းရရှိလာမှာဖြစ်ပါတယ်တဲ့နောက်တစ်ခုအကြောင်းပါလဲဆိုရင်ဘာသူ့ရဲ့ဘာကိုပြောဆိုလိုတာလဲဆိုတဲ့ခါကျတော့ new ပေါ့နော်နောက်ထပ်ဘာတွေမျိုးထပ်ပြီးတော့ရင်ဆိုင်ကြုံတွေ့ရမှာလဲဘာတွေကိုတွေ့ရမှာလဲပေါ့နော်နောက်ထပ်အာယုံဆိုင်ရမယ့်ဟာတွေကဘာလဲဆိုတဲ့ခါကျကိုက spiritual လမ်းကြောင်းကိုသွားမှာဖြစ်တယ်ကို reflection ပြန်ပြီးတော့ကြည်ပါတဲ့ကိုကဘယ်ကလာလဲဘယ်သူလဲကိုရဲ့ soul ကဘယ်သူလဲဆိုတာသွားဖို့အတွက်အခါ meditation ထိုင်ပြီးတော့ကိုရဲ့ inner world တွေကိုသွားမှာဖြစ်တယ်တဲ့အဲ့တော့ဒီလုပ်တွေ energetic လုပ်တွေကိုရဲ့လူလောက material form မှာရှိတဲ့အလုပ်တွေကိုအထိုင်လျောက်ကိုအောင်မြင်သွားပြီဆိုရင်ကိုယ့်ရဲ့အလုပ်က spiritual path ကိုသွားရမှာဖြစ်တယ်ကိုယ်စိတ်နှလုံးသုံးပါးလုံးကကိုပြန်လဲပြီးတော့ပြန်လဲပြီးတော့ queue ဆိုင်ရမှာဖြစ်တယ်ကိုယ့်ရဲ့ soul တွေspirit တွေကိုယ့်ရဲ့ spirit mind spirit တွေအကုန်လုံးကို queue ဆိုင်မှာဖြစ်တဲ့ကြောင့်မို့လို့ပြန်ပြီးတော့ကိုယ့်ရဲ့ journey တိုင်းဟာတယောက်နဲ့တယောက်မတူဘူးပေါ့နော်မတူတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ journey ကိုကိုယ်တိုင်းရှောက်လွှမ်းရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့inner world တွေကိုဝင်ရမှာဖြစ်တယ် inner world ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့အတွင်းထဲကိုဝင်ပြီးတော့ healing journey လောက်တာမျိုး healing လောက်တာမျိုးနောက်တစ်ခုကဘာလဲဆိုရင် meditation ထိုင်တာမျိုးထိုင်ပြီးတော့ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့အတွင်းထဲကနေကိုယ့်ရဲ့ inner power ပြန်ယူပြီးတဲ့အခါမှာကိုကဘာတူလဲဘယ်ကနေလာလဲဘာဖြစ်စင်နေတာဘာလဲပြီးတော့ကိုအစိုးကဘယ်ဟာလဲအဲ့လိုမျိုးတွေကိုလိုက်ပြီးတော့လေ့ကျင့်ပြီးတော့သင်ကြားပြီးတော့ဒီဟာကို inner တွေကို spiritual path ကိုလမ်းလျှောက်မှာဖြစ်ပါတယ်ဒါကတော့ future မှာကိုသွားရမယ့်လမ်းကြောင်းတွေဖြစ်ပါတယ်